2026ပြက်ကလေးနှစ်အတွင်းမှာမန်ယူနိုက်တက်အသင်းကရမှတ်41မှတ်နဲ့ရမှတ်အများဆုံးအသင်းဖြစ်ရပ်တည်နိုင်ခဲ့သလိုနိုင်ပွဲ12ပွဲနဲ့အာဆင်နယ်နဲ့အတူနိုင်ပွဲအများဆုံးအသင်းဖြစ်လဲပူးတွဲရပ်တည်ခဲ့တယ်ရှုံးပွဲအနေနဲ့ကြည့်မယ်ဆိုလဲရှုံးပွဲ2ပွဲသာရှိခဲ့ပြီးတော့ဘုံမောက်ရှုံးပွဲတစ်ပွဲပြီးရင်ဒုတိယမြောက်ရှုံးပွဲအနည်းဆုံးအသင်းဖြစ်လဲ2026ပြက်ကလေးနှစ်အတွင်းမှာရလက်ကောင်းတွေကိုတောက်လျှောက်ပိုင်ဆိုင်ထားခဲ့တယ်commentary ပိုင်းဆို Facebook နဲ့ YouTube Channel ကနေပြီးတော့ကြိုဆိုပါရစေ။ Premier League ပွဲစဉ်1ရဲ့စနေနေ့အစောဆုံးပွဲစဉ်ကတော့တန်တက် Hull City အသင်းနဲ့ Man United အသင်းတို့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ Hull City အသင်းကတော့9နှစ်ကြာမှာ Premier League ကိုတကြောပြန်လဲတက်လန်းလာနိုင်ခဲ့တဲ့အသင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီ Championship မှာအဆင့်6နဲ့ရာသီသိမ်းခဲ့တဲ့ Playoff Final မှာ Middlesbrough အသင်းကို Oliver McBurnie ရဲ့နောက်ကျဂိုးနဲ့အနိုင်ရပြီးတော့တန်တက်လာခဲ့တဲ့အသင်းလည်းဖြစ်တယ်။ခုလိုအဆင့်6ကနေ Premier League ကိုတန်တက်လာခဲ့တဲ့အသင်းတွေထဲမှာ2010က Blackpool နောက်ပိုင်းမှာ Hull City အသင်းကပထမဆုံးဖြစ်သလို Hull City အသင်းကိုတော့ Bosnia လူမျိုး Jaki Robic ကတာဝန်ယူကင်တွယ်နေပြီးတော့ Jaki Robic ကတော့ Premier League မှာနီးပြမှုတဲ့28နိုင်ငံမြောက်နီးပြတဦးလည်းဖြစ်လာတယ်။ Man United အသင်းကတော့ပြီးခဲ့တဲ့ရာသီမှာ Ruben Amorim နဲ့လမ်းခွဲခဲ့ပြီးတော့ရာသီဝက်မှာ Michael Carrick ကိုယာယီနီးပြအဖြစ်ခန့်အပ်ခဲ့သလိုMichael Carrick လက်အောက်မှာ Man United အသင်းကရလက်ရောခြေစွမ်းမှာတိတိတသားတိုးတက်လာခဲ့ပြီးတော့ရာသီကုန်မှာ Champions League ဝင်ခွင့်တနေရာကိုထိုက်ထိုက်တန်တန်ရယူထားနိုင်ခဲ့တယ်။2026ပြက်ကလေးနှစ်အတွင်းမှာ Man United အသင်းကရမှတ်41မှတ်နဲ့ရမှတ်အများဆုံးအသင်းဖြစ်ရပ်တည်နိုင်ခဲ့သလိုနိုင်ပွဲ12ပွဲနဲ့အာဆင်နယ်နဲ့အတူနိုင်ပွဲအများဆုံးအသင်းဖြစ်လဲပူးတွဲရပ်တည်ခဲ့တယ်။ရှုံးပွဲအနေနဲ့ကြည့်မယ်ဆိုလဲရှုံးပွဲ2ပွဲသာရှိခဲ့ပြီးတော့ဘုံမောက်ရှုံးပွဲတစ်ပွဲပြီးရင်ဒုတိယမြောက်ရှုံးပွဲအနည်းဆုံးအသင်းဖြစ်လဲ2026ပြက်ကလေးနှစ်အတွင်းမှာရလက်ကောင်းတွေကိုတောက်လျှောက်ပိုင်ဆိုင်ထားခဲ့တယ်ဆိုတော့ Michael Carrick အနေနဲ့ဒီနှစ်ရာသီမှာဥရောပချန်ပီယံလိပရီးမီးယားလိပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ၄ခုမှာဘယ်လိုပုံစံမျိုးနဲ့အသင်းကိုဥဆောင်သွားမလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ရာသီကြိုပြင်ဆင်မှုတွေအရကြည့်မယ်ဆိုရင်တော့ United အသင်းက transfer မှာလက်ရှိချိန်ထိ big name transfer တွေကြီးကြီးမားမားမရှိသေးဘဲနဲ့ကွက်လက်ပိုင်းကိုပဲအဓိကပြင်ဆင်ထားတာကိုတွေ့ရတယ်ကွက်လက်ပိုင်းအတွက် Tielemans ကိုခေါ်ထားတယ် Andre Santos ကိုခေါ်ထားတယ်အခုနောက်ဆုံးအပြောင်းရွှေ့ update အနေနဲ့ Carlos Baleba ကိုလည်း Brighton အသင်းကနေခေါ်ထားတယ်ဆိုတော့ဒီကွက်လက်ကဘယ်လောက်ထိအရေးပါလာမလဲဆိုတာစောင့်ကြည့်သွားရမယ်ကစားသမားအထွက်ပိုင်းကိုကြည့်မယ်ဆိုရင်တော့အသင်းရဲ့အားထားတဲ့ဝါရင်ကွက်လက်ကစားသမား Casemiro ထွက်သွားခြင်းကဒီကွက်လက်မှာအခုလိုမဖြစ်မနေပြင်ဆင်ဖို့ဖြစ်လာခဲ့သလိုWyland လည်းထွက်သွားတယ် Onana လည်းထွက်သွားတယ်ဘယင်ဒီယာတို့ Sancho တို့မာလာစီယာတို့လိုကစားသမားတွေလည်းအသင်းကနေထွက်သွားခဲ့ပြီးတော့အသင်းမှာတိကျပိုအားကောင်းတဲ့ဖြစ်တင်းမှုတွေလုပ်ဖို့လိုနေသေးပေမဲ့လည်းလောလောဆယ်ထိတော့ Michael Carrick အနေနဲ့ Andre Santos တို့ Tielemans တို့လောက်နဲ့ပဲရာသီအဖွင့်ကိုတော့ကစားဖို့ရှိနေတယ်။ Hull City အသင်းရဲ့ဒီပြ Jaki Robic အနေနဲ့ရာသီသစ်အတွက်ပြင်ဆင်မှုတချို့ပြုလုပ်ထားပြီးတော့အဲ့ဒီထဲမှာဝိုင်းရင်ကစားသမားတွေဖြစ်တဲ့ဂိုးသမား Jack Butland နျူကာဆယ်အသင်းရဲ့ဝါရင်နောက်ခံလူ Matagat Sporting Lisbon အသင်းရဲ့ကွင်းလယ်ကစားသမား Morita တို့လိုကစားသမားတွေအပါအဝင်တခြားသောမျက်နှာသစ်ကစားသမားတချို့တော့ခေါ်ထားတာကိုတွေ့ရတယ်။ Hull City အသင်းကတော့ရာသီကြိုမှာတူရကီကလပ်တွေနဲ့ကစားထားသလိုနောက်ဆုံးရာသီသစ်မတိုင်ခင်မှာ Frankfurt ကို 2-0 နဲ့ရှုံးထားတယ်။ Nice အသင်းကို0-3ကျထားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာတော့ Jaki Robic အနေနဲ့အသင်းရဲ့ပွဲထွက်လူစင်းမှာခန်းစစ်မှာ Ajari နဲ့ Egan ဘယ်ဂျမ်းမှာ Ryan Gee ညာနောက်ခံလူနေရာမှာ Owen Coyne တို့ကိုအသုံးပြုခဲ့ပြီးတော့ကွင်းလက်ထိုင်နေရာမှာတော့ Slater နဲ့ Macro ကိုကစားစေခဲ့တယ်။ Hull City အသင်းမှာအဓိကစောင့်ကြည့်ရမှာတော့တိုက်စစ်မှုမတ်ဘာနီပါမတ်ဘာနီကတော့ Swansea အသင်းနဲ့အတူစပြီးတော့ Premier League ကိုမိတ်ဆက်ခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ Hull City အသင်းမှာလည်းလက်ရှိချိန်မှာအားကိုးရဆုံးကစားသမားဖြစ်ရှိနေသလို Premier League နဲ့မစိမ့်နဲ့မတ်ဘာနီနေနဲ့ဘယ်လောက်ထိအသင်းရဲ့တိုက်စစ်ကိုဥဆောင်ပေးနိုင်မလဲဆိုတာလည်းစောင့်ကြည့်ရမယ်သူ့ရဲ့နောက်မှာတော့တိုက်စစ်ကစားပေါ်တွေဖြစ်တဲ့ Hatoda Ilios Stout Bellumi တို့လိုကစားသမားတွေကိုအသုံးပြုခဲ့ပြီးတော့ Nice အသင်းကိုတော့ရင်ဆိုင်ထားခဲ့တယ်ဆိုတော့ဒီပွဲမှာဘယ်လိုပုံစံမျိုးပွဲထွက်လာမလဲဆိုတာကတော့စောင့်ကြည့်ရမယ်Man United အသင်းကလည်းရာသီကြိုမှာခြေစမ်းပွဲတွေကစားထားပြီးတော့နောက်ဆုံးကစားတဲ့ AC Milan နဲ့ပွဲစဉ်မှာတော့ 4-2 ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးထားတယ်အဲ့ဒီပွဲစဉ်မှာတော့ဂိုးသမားနေရာမှာ Sanalaman ခန်းစစ်ကြောင်းမှာတော့ဝါရဲ့နောက်ခံလူ Maguire နဲ့ Heaven တို့ကိုအသုံးပြုခဲ့ပြီးတော့ဘယ်ဂျမ်းမှာ Lushon ညာဂျမ်းမှာဒါလောတို့ကစားသွားခဲ့တယ်ကွက်လက်အထိုင်နေရာမှာတော့ကစားသမားသစ်2ဦးဖြစ်တဲ့ Andre Santos နဲ့ Tielemans တို့ကိုအသုံးပြုခဲ့ပြီးတော့တိုက်စစ်ပိုင်းမှာ
အမ်ဘူမိုကိုအထောင်ထားပြီးတော့သူ့ရဲ့နောက်မှာအသင်းရဲ့အဓိကကစားသမားဘရူနိုဖာနန်ဒက်ညာချမ်းမှာအာမတ်ဒီယယ်လိုနဲ့ဘယ်ချမ်းမှာဒိုဂူတို့ကစားခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့ AC မီလန်အသင်းရဲ့ဖိအားပေးထိုးဖောက်မှုတွေကိုမန်ယူနိုက်တက်အနေနဲ့ခံခဲ့ရပြီးတော့ဒီပွဲမှာဘယ်လိုပုံစံမျိုးနဲ့ပွဲထွက်လူစင်းကိုအပြောင်းလဲလှုပ်လာမလဲဆိုတာလည်းစောင့်ကြည့်သွားရမယ်ဒီနေ့ပွဲစဉ်မှာတော့ United အသင်းမှာဒဏ်ရာပြဿနာကြောင့်သမားတချို့ဆက်လက်လွဲချော်သွားဖို့ရှိနေသလိုအားထားတဲ့နောက်ခံလူဒီလစ်ကွန်လယ်ကမေဆင်မောက်တိုက်စစ်မှုဆက်စကိုနဲ့နောက်ထပ်ကွန်လယ်သားသမားဥဂါဒီတို့လည်းပါဝင်နိုင်ဖို့မသေးကြဘူးမန်ယူနိုက်တက်အသင်းကတော့ဒီလိုရာသီအဖွင့်ပွဲတွေမှာရလက်ကောင်းလေးရှိတဲ့အစင်လာကောင်းတစ်ခုကိုပိုင်ဆိုင်ထားပြီးတော့နိုင်ပွဲ22ပွဲထိပရီးမီးယားလိလို့အမည်ပြောင်းပြီးနောက်ပိုင်းမှာနိုင်ပွဲရထားတယ်ဒါဟာဒီလိုအဖွင့်မှာနိုင်ပွဲအများဆုံးမှတ်တမ်းဖြစ်တယ်လို့ပြီးခဲ့တဲ့နှစ်ကတော့အာဆင်နယ်နဲ့ရင်ဆိုင်ခဲ့ရပြီးတော့အိမ်ကွင်းမှာ Z1 နဲ့ရှုံးနိမ့်ထားတယ်လက်ရှိတင်မှာအဓိကအားကိုးရဆုံးကစားသမားကတော့ဘရူနိုဖာနန်ဒက်ပါဘရူနိုဖာနန်ဒက်ကပြီးခဲ့တဲ့ရာသီကဂိုးဖက်နေမှု21ကြိမ်လုံနိုင်ခဲ့ပြီးတော့ပရီးမီးယားလိမှာစံချိန်သစ်တစ်ခုကိုစထူနိုင်ခဲ့သလိုသွင်းဂိုးအဖြစ်လည်း6ဂိုးထိသွင်းနိုင်ခဲ့ပြီးတော့သွင်းဂိုးနဲ့ဂိုးဖက်နေမှု2ခုပေါင်းအကြိမ်30ပိုင်ဆိုင်ခဲ့တယ်ဒါ2020-21နောက်ပိုင်းမှာသွင်းဂိုးနဲ့ဂိုးဖက်နေမှုအကြိမ်30ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့ရာသီဖြစ်သလိုဒီနှစ်မှာရောဘရူနိုဖာနန်ဒက်အနေနဲ့အသင်းကိုဘယ်လောက်ထိအကောင်းဆုံးဦးဆောင်မောင်းနှင်ပေးနိုင်မလဲဆိုတာလည်းစောင့်ကြည့်ရမယ်ဒီနေ့ထိတဲ့တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်တော့မန်ယူနိုက်တက်အသင်းကနောက်ဆုံး10ပွဲဆက်တိုက်မရှုံးထားဘူး10ပွဲနိုင်ပြီးတော့2ပွဲတည်ကြထားတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကမန်ယူနိုက်တက်အသင်းကတန်တက်တွေနဲ့ဒီလိုပထမဆုံးပွဲမှာစတင်ရင်ဆိုင်ခဲ့ရတဲ့နောက်ဆုံး12ပွဲဆက်တိုက်မရှုံးခဲ့ဘူး9ပွဲနိုင်ပြီးတော့3ပွဲတည်ကြထားတယ်ဟာစီတီအသင်းကလည်းဒီလိုအဖွင့်ပွဲစဉ်တွေမှာတော့ရလက်ကောင်းတက်တဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပရီးမီးယားလိရာသီအဖွင့်9ပွဲကစားခဲ့ရမှာ3ပွဲနိုင်ခဲ့ပြီးတော့နိုင်ပွဲရခိုင်တော့60ရာခိုင်နှုန်းထိရှိထားတယ်သူထပ်ပို့ပြီးတော့နိုင်ပွဲများတဲ့အသင်းတွေထဲမှာမန်ယူနိုက်တက်တစ်သင်းပဲရှိပြီးတော့မန်ယူနိုက်တက်အသင်းကတော့34ပွဲကစားခဲ့ရမှာ22ပွဲနိုင်ပြီးတော့နိုင်ပွဲရခိုင်နှုန်းက65ရာခိုင်နှုန်းရှိထားတယ်ဒီပွဲကဟာစီနီပြဂျာဂီရိုဘစ်အတွက်ပထမဆုံးပရီးမီးယားလိပွဲစဉ်ဖြစ်သလိုဒီလိုနိုင်ငံတနိုင်ငံကိုစားပြုအနေနဲ့ပရီးမီးယားလိကိုစတင်ရှင်ပြိုင်မှုတဲ့နောက်ဆုံးနီးပြ8ယောက်စက်တိုက်ကနိုင်ပွဲပျောက်ဆုံးခဲ့ပြီးတော့3ပွဲတည်9ပွဲရှုံးထားတယ်နောက်ဆုံးအနိုင်ရခဲ့တဲ့နီးပြက2013ခုနှစ်ကမန်စီးတီးနဲ့အတူနိုင်ပွဲရခဲ့တဲ့ပယ်လီဂရီနီဖြစ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာ8ယောက်စက်တိုက်နိုင်ပွဲမရခဲ့ဘဲနဲ့3ပွဲတည်9ပွဲထိရှုံးထားခဲ့တယ်ဆိုတော့ဂျာဂီရိုဗစ်အနေနဲ့လည်းပထမဆုံးပွဲမှာတေချာပေါက်ရုံးကန်ရဖို့ရှိသလိုမန်ယူနိုက်တက်အသင်းကရာသီဂျိုပွဲစဉ်တွေမှာပြင်ဆင်မှုရတရားစီလုံးတက်တာနဲ့မလုံလောက်သေးဘူးဆိုပေမဲ့ဟာစီတီလိုအသင်းကိုတော့အေးစစ်စစ်အနိုင်ရသွားလိမ့်မယ်ထင်တယ်ဂိုးပြတ်မပြတ်ဆိုတာကတော့စောင့်ကြည့်သွားရမယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဟာစီတီနဲ့မန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းပြန်ပြီးတော့ဆုံကျင်ပါတယ်ကျေးဇူးတင်ပါတယ်